ပုံထဲကကြောက်တယ်ပြီးယုံရင်ပျက်စီးတော့မယ်ကြောက်ကကအတိတ်တိုင်းဖြစ်လာတာတွေ့လားအမျိုးတို့ဒီယုံရင်ပျက်စီးနေတဲ့ကြောက်ကကိုတပတ်အတွင်းအတိတ်ဖြစ်အောင်လုပ်တဲ့စင်းနီးလားပေါ့နော်ဒီလိုမျိုးကြောက်တယ်တာပေါ့နော်ဈေးကြောပေးရတယ်ဗျာနံပါတ်1အချက်ကကျွန်တော်တို့လိမ်မော်ဒီတစ်လုံးကိုယူမှပေါ်ကနေကွာထုတ်လိုက်မယ်ပေါ့နော်နံပါတ်2အချက်ကကျွန်တော်တို့လိမ်မော်ဒီရဲ့ကိုအကောင့်ပြအောင်လုပ်လိုက်မှာပေါ့နော်အဲ့ဒါအကောင့်ပြအောင်လုပ်ပြီးမှနံပါတ်3အချက်ကကျွန်တော်တို့စက်တုံဖြူပေါ့နော်စက်တုံဖြူတစ်လုံးယူမှပပလီးပြီးမှခုနကျွန်တော်တို့အကောင့်လုပ်ထားတဲ့လီမိုဒီတဲ့ထည့်လိုက်မှာပေါ့နော်နောက်ချက်ကကျွန်တော်တို့ဒီဂျင်းပေါ့နော်ဂျင်းလက်တစစ်နေမှာဂျင်းလက်တစစ်စာယူပြီးမှပေါ့နော်ကျွန်တော်တို့ဒီပခွန်ကွာလီးပြီးမှပေါ့နော်ထုတ်ပြီးမှဒီကောင်ကောင်းပလီးပြီးမှခုနကောင်းတဲ့ပြန်ထည့်လိုက်မှာနော်ထိုင်းပြီးမှကျွန်တော်တို့ပြားရည်တီးစပွန်းတို့ဇုံလောက်ထည့်ပြီးမှကောင်းမွေနောက်ပြီးမှကျွန်တော်တို့ဒီကောင်ကိုဒီခဲတိတာတဲပေါ့နော်နှစ်နိုင်အထိထားပြီးမှကျွန်တော်တို့တပတ်ကိုမနဲ့အစောကြီးပေါ့နော်အစားမစားမီတစ်ခွက်ပေါ့နော်တပတ်လောက်တောက်ပေးရင်ပေါ့နော်ကျွန်တော်ဒီယိုရင်းပျက်စီးတော့မဲ့ကြောက်ကပေါ့နော်ကြောက်ကကိုလုံးဝစီးကြောပြီးပေါ့နော်ဒီအဲ့ဒီကြောက်ကပျက်စီးတော့မဲ့ကြောက်ကအတိတ်တိုင်းပြန်ဖြစ်လာတယ်အမျိုးတို့